Reality Transurfing ဆိုတာရုရှားယူပဗေဒပညာရှင် Vadim Zeland ရေးသားခဲ့တဲ့လူသိများတဲ့ Quantum Physics နဲ့စိတ်ပညာကိုအခြေခံထားတဲ့အတွေးအခေါ်တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့လက်ရှိဘဝ reality ကိုကိုယ်တိုင်ရွေးချယ်နိုင်တဲ့နည်းလမ်းတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ Transurfing ရဲ့အဓိကအယူအဆ concept တွေကိုနားလည်လွယ်အောင်အောက်မှာအပိုင်းလိုက်ခွဲခြားဖော်ပြပေးလိုက်ပါတယ်။နံပါတ် space of variations ဖြစ်နိုင်ခြေများသောအာကာသဇလန်ရဲ့အဆိုအရလောကကြီးမှာကျွန်တော်တို့ဖြစ်ချင်တဲ့ဖြစ်နိုင်တဲ့အခြေအနေပေါင်းကုတွေကူတာရှိနေပါတယ်။ဒါကို space of variations လို့ခေါ်ပါတယ်။ radio line တစ်ခုကိုဖမ်းယူသလိုမျိုးပဲကိုယ့်ရဲ့စိတ်နေစိတ်ထား mental attitude ကဘလိုင်းပေါ်မှာရှိနေတယ်လဲဆိုတာပေါ်မူတည်ပြီးကိုယ့်ဘဝရဲ့လက်တွေ့ဖြစ်ရပ်တွေကပြောင်းလဲသွားမှာဖြစ်ပါတယ်။နံပါတ် 2 the pendulums လွှဲတုံများဒါက Transurfing ရဲ့အရန်ထူးခြားတဲ့အချက်ပါ။လူအများစုရဲ့စွမ်းအင် energy ကိုစားသုံးတဲ့စနစ်တွေကို pendulums လို့ခေါ်ပါတယ်။ဥပမာနိုင်ငံရေးဘာသာရေးအားကစားအသင်းများဒါမှမဟုတ် social media တွေဖြစ်ပါတယ်။သတိထားရန် pendulum တွေကတင့်ကိုဒေါသထွက်အောင်စိုးရိမ်အောင်ဒါမှမဟုတ်ဆွဲလန်းအောင်လုပ်ပြီးတင့်ရဲ့စွမ်းအင်ကိုယူတတ်ပါတယ်။ဖြည့်ရှင်းပြီးသူတို့ကိုတိုက်ခိုက်မနေပါနဲ့။သူတို့ကိုလစ်လျူရှုပါ ignore ဒါမှမဟုတ်သူတို့ရဲ့ကစားကွက်ထဲမဝင်အောင်တတိနဲ့နေထိုင်ပါ။နံပါတ် 3 the concept of importanceအရေးကြီးမှုအတိုင်းတာကျွန်တော်တို့တစ်ခုခုကိုအယမ်းလိုချင်လွန်းလို့ဖြစ်ဖြစ်အယမ်းကြောက်လွန်းလို့ဖြစ်ဖြစ်ဒါကငါအတွက်တည်ရရှင်ရေးပဲလို့သတ်မှတ်လိုက်တဲ့အခါ excess potential ပိုရှန်နေတဲ့စွမ်းအင်တွေဖြစ်ပေါ်လာပါတယ်။လောကကြီးမှာ equilibrium forces မျှခြေအင်အားစုတွေရှိပြီးအဲ့ဒီလိုအရေးကြီးမှုတွေအယမ်းများနေရင်အဲ့ဒီအရာကိုလက်လွတ်သွားအောင်မျှခြေပြန်ညှိတတ်ပါတယ်။နီလန်အရာကိုခပ်ပေါ်ပေါ်ပဲသဘောထားပါရရင်ရမယ်မရရင်လည်းရတဲ့လောက်ပဲဆိုတဲ့ mindset ကအောင်မြင်ဖို့ပိုလွယ်ကူစေပါတယ်။နံပါတ် 4 outer intention ပြင်ပရည်ရွယ်ချက် inner intention ဆိုတာငါဒါကိုရအောင်လုပ်မယ်ဆိုတဲ့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုပါ။ outer intention ကတော့ဒါကငါစီရောက်လာလိမ့်မယ်လို့ယုံကြည်ပြီးလောကကြီးကဖန်တီးပေးတာကိုလက်ခံလိုက်တာပါ။ Transurfing ကဒီ outer intention ကိုအသုံးချဖို့သင်ပေးပါတယ်။လက်တွေ့ကျင့်သုံးနိုင်တဲ့နည်းလမ်းတိုများအဆင့်တက် slide ပုံဖော်ခြင်းကိုဖြစ်ချင်တဲ့ပန်းတိုင်ကိုရောက်နေပြီလို့ဓာတ်ပုံတစ်ပုံလိုစိတ်ထဲမှာခဏခဏမြင်အောင်ပေးပါအဆင့်2 coordination တုံ့ပြန်မှုမကောင်းတဲ့အခြေအနေကြုံလာရင်တောင်ဒါဟာငါအတွက်ကောင်းမှုဖြစ်လာတာလို့အကောင်းမြင်ဘက်ကပြောင်းလဲတွေးတော့ပါအဆင့်3 reduce importance ရှော့ချခြင်းဘယ်အရာကိုမှအယမ်းလေးနက်မထားပါနဲ့ကိုလည်းအယမ်းအပြစ်မတင်ပါနဲ့Reality Transurfing ကဘဝကိုတိုက်ခိုက်ပြီးပြောင်းလဲတာထက်ကိုဖြစ်ချင်တဲ့ line ပေါ်ကိုကူးပြောင်းစီးနှင်း surfing တာဖြစ်ပါတယ်။ Stoicism လောကဓာတ်ကိုတည်ငြိမ်စွာရင်ဆိုင်ခြင်းနဲ့လည်းအချို့နေရာတွေမှာဆင်တူပါတယ်။ Reality Transurfing ရဲ့အနှစ်သာရကတိုက်ပွဲဝင်တာကိုရက်လိုက်ပြီးရွေးချယ်မှုပြုလုပ်တာဖြစ်ပါတယ်။ Vadim Zeland ရဲ့အဆိုအရကျွန်တော်တို့ဟာလိုချင်တာကိုရဖို့အတွက်အတင်းအဓမ္မရုန်းကန်နေရတာဟာမှားယွင်းတဲ့လမ်းကြောင်းပေါ်ရောက်နေလို့ပါစိတ်ဝင်စားဖို့ကောင်းတဲ့ concept အသုံးခုကိုလက်တွေ့အသုံးချလို့ရအောင်ထပ်ပြီးရှင်းပြပေးပါမယ်။နံပါတ် 1 pendulums လွှဲတုံများကိုဘယ်လိုကင်တွယ်မလဲ။ pendulum ဆိုတာလူအများစုရဲ့စိတ်ခံစားချက်ကိုစားသုံးတဲ့စွမ်းအင်ဖွဲ့စည်းပုံတွေပါ။ဥပမာ social media ပေါ်ကကောလာဟလတွေရုံးကနိုင်ငံရေးတွေဒါမှမဟုတ်ကိုဒေါသထွက်အောင်လုပ်တဲ့သူတွေဖြစ်ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတင့်ကိုတစ်ခုခုအပေါ်မှာဆွဲလန်းစေပြီးဒေါသဖြစ်ဖြစ်ကြောက်ရွံ့မှုဖြစ်ဖြစ်တင့်စီကစွမ်းအင်ကိုစုပ်ယူဖို့ပါဖြည့်ရှင်းနည်း empty mirror မှန်လို့လို့ကျင့်သုံးပါတစ်ဖက်ကရန်စလာရင်ပြန်မတုံ့ပြန်ပဲလစ်လျူရှုလိုက်တာဟာ pendulum ကိုစွမ်းအင်မပေးတော့တာဖြစ်ပါတယ်ဒါဟာ stoicism မှာပြောတဲ့ကိုယ်စိတ်ကိုသူတစ်ပါးလက်ထဲမထည့်တာနဲ့အတူတူပါပဲနံပါတ် 2 coordination of intention ရည်ရွယ်ချက်ကိုညှိနှိုင်းခြင်းဒါကအရန်အရေးကြီးပါတယ်ဘဝမှာမကောင်းတာတစ်ခုခုကြုံလာရင်ဥပမာကားပြတ်တာအလုပ်ကိစ္စအဆင်မပြေတာလူတွေကစိတ်ညစ်တတ်ကြပါတယ်။ဒါပေမဲ့ Transurfing မှာတော့အဲ့ဒီအဖြစ်အပျက်ကို positive လို့တမင်တကာသတ်မှတ်လိုက်ဖို့ပြောပါတယ်။သင်ကအဆိုးထဲမှာအကောင်းကိုမြင်အောင်ကြည့်ပြီးတည်ငြိမ်တုံ့ပြန်လိုက်ရင်လောကကြီးကသင်ကိုပိုကောင်းတဲ့ lifeline ပေါ်ကိုအလိုလျောက်ပို့ပေးသွားလို့ဖြစ်ပါတယ်။ဘာဖြစ်ဖြစ်အဆင်ပြေတဲ့ဆိုတဲ့စိတ်ထားပါ။နံပါတ် 3 motor intention ပြင်ပရည်ရွယ်ချက်ကိုအသုံးချခြင်းinner intention ဆိုတာငါဒါကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့အားစိုက်မှု effort ဖြစ်ပြီး outer intention ကတော့ဒါကဖြစ်လာမှာပဲဆိုတဲ့ခိုင်မာတဲ့ယုံကြည်မှုပါဥပမာတင်ကစားတောက်ဆိုင်တစ်ခုမှာဟင်းမာလိုက်တယ်လို့မျိုးပါဟင်းရောက်လာမလားဆိုပြီးမိဖို့ကြောင့်လည်းတွားကြည့်နေစရာမလိုသလိုဟင်းမလာမှာကိုလည်းစိုးရိမ်နေစရာမလိုပါဘူး
ရောက်လာမှာကိုသိနေတာမျိုးပါအဓိကအချက်ကိုလိုချင်တဲ့ပန်းတိုင်ကိုအရေးကြီးမှု importance လျှော့ချပြီးဒီအတိုင်းဖြစ်လာလိမ့်မယ်လို့သတ်မှတ်ထားလိုက်ရုံပါပဲမနှက်ဖြန်တစ်နေ့တာလုံးမှာအောက်ပါအတိုင်းစမ်းကြည့်ပါ observing ကိုဘေးကနေကြည့်နေတဲ့သူ observer တယောက်လိုသဘောထားပါ pendulum တွေဒေါသထွက်စရာတွေလာရင်ငါစီကစွမ်းအင်လာယူနေတာပဲလို့သိလိုက်ပါ slide ကိုဖြစ်ချင်တဲ့ပုံရိပ်တစ်ခုကိုစိတ်ထဲမှာခဏခဏမြင်အောင်ပေးပါဥပမာအောင်မြင်တဲ့ streamer တယောက်ဖြစ်နေတာမျိုး pendulums လွဲတုံများဆိုတာ reality transurfing ထဲမှာအရေးကြီးဆုံးနဲ့သတိထားရဆုံးအယူအဆတစ်ခုပါဒါတွေဟာကျွန်တော်တို့ရဲ့စွမ်းအင်ကိုစုပ်ယူပြီးသူတို့အလိုကျဖြစ်စေတဲ့စွမ်းအင်ကပ်ပါကောင်တွေလို့တောင်တင်စားလို့ရပါတယ် pendulum တစ်ခုကိုရှောင်လွှဲဖို့သို့မဟုတ်အနိုင်ယူဖို့အတွက် Vadim Zeland ကနီလန်းနှစ်ခုကိုအဓိကလမ်းညွှန်ထားပါတယ်နံပါတ်1ကိုဘက်ကတုံ့ပြန်မှုမရှိခြင်း extinguishing the pendulum ဒါက pendulum ရဲ့ကစားကွက်ထဲကိုမဝင်ဘဲသူ့ကိုအရှိန်သက်ပစ်လိုက်တာပါ pendulum တစ်ခုကတင့်စီကနေစွမ်းအင်ဒေါသစိုးရိမ်စိတ်ကြောက်ရွံ့မှုကိုမျှော်လင့်ပြီးလာဖို့တတ်ပါတယ်တစ်ဖက်ကတင့်ကိုဆဲဆိုတာပြစ်တင်တာဒါမှမဟုတ်စိတ်တူအောင်လှုပ်လာရင်တင်ကဘာမှမဖြစ်သလိုလစ်လျူရှုလိုက်ပါတင်ကစိတ်မလှုပ်ရှားတဲ့အတွက် pendulum ကစားစရာစွမ်းအင်မရတော့ဘဲတင့်စီကနေအလိုလျောက်ထွက်ခွာသွားပါလိမ့်မယ်ဥပမာလမ်းမှာကားချင်းပုတ်မိလို့တစ်ဖက်ကဆင်းအော်နေရင်ပြန်မရန်ဖြစ်ပဲဟုတ်ကဲ့အဆင်ပြေပါတယ်လို့အေးအေးဆေးဆေးပြောလိုက်တာမျိုးပါနံပါတ်2မျောလင့်မထားတဲ့တုံ့ပြန်မှုပေးခြင်း the failure of the game ဒါကတော့ pendulum ကိုကြောင်သွားအောင်လုပ်တဲ့နည်းလမ်းပါ pendulum ကတင်ဟာအခြေအနေတစ်ခုမှာဒီလိုတုံ့ပြန်လိမ့်မယ်လို့တွက်ထားပြီးသားပါအဲ့ဒီတွက်ကိန်းကိုဖျက်ဆီးပစ်တာဖြစ်ပါတယ်ဒေါသထွက်ရမယ့်အခြေအနေမှာရေမောပစ်လိုက်တာသို့မဟုတ်ဝမ်းနည်းရမယ့်အခြေအနေမှာစိတ်အားတက်ကြွတဲ့တခြင်းဆိုပစ်လိုက်တာမျိုးပါ pendulum ရဲ့စီးချက် frequency နဲ့တင့်ရဲ့စီးချက်လွဲသွားတဲ့အတွက်သူကတင့်ကိုဆွဲမထားနိုင်တော့ပါဘူးအရေးကြီးဆုံးအချက်သတိ awareness pendulum တွေကိုရှောင်လွှဲဖို့အတွက်အဓိကတော့ချက်ကသတိပါတင်ဟာအဖြစ်ပြက်တစ်ခုထဲမှာနှမျောမသွားပဲဘေးကနေကြည့်နေတဲ့ observer ကြည့်ရှုသူအဖြစ်နေထိုင်တတ်ဖို့လိုပါတယ်ဒီ pendulum ကငါ့ကိုဒေါသထွက်အောင်လုပ်ပြီးစွမ်းအင်ယူဖို့ကြိုးစားနေတာပဲလို့သိလိုက်တာနဲ့တင်ဟာအဲ့ဒီ pendulum ရဲ့ထိန်းချုပ်မှုအောက်ကနေ90%လွတ်မြောက်သွားပါပြီဒါဟာတခါတလေ stoicism မှာပြောတဲ့ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကိုတန်ဖိုးထားတာနဲ့လည်းတိုက်ရိုက်သက်ဆိုင်နေပါတယ်reality transurfing ရဲ့နောက်ထပ်အရေးကြီးဆုံးအစိတ်ပိုင်းဖြစ်တဲ့ importance အရေးကြီးမှုကိုလျှော့ချတဲ့အကြောင်းဆက်ပြောပြပါမယ်ဒါက pendulum တွေစီကလွတ်ယုံတင်မကပဲကိုဖြစ်ချင်တာတွေကိုအလွယ်တကူဖြစ်လာစေဖို့အတွက်အဓိကတော့ချက်ဖြစ်ပါတယ်ကျွန်တော်တို့ဟာတခုခုကိုအယမ်းလိုချင်လာတဲ့အခါဒါမှမဟုတ်တခုခုကိုအယမ်းကြောက်လာတဲ့အခါအဲ့ဒီအရာပေါ်မှာ importance တွေပုံအောပြီးပေးလိုက်မိပါတယ်ဥပမာဒီအလုပ်ကိုငါမရရင်မဖြစ်ဘူးဒါမှမဟုတ်ဒီလူကငါ့ကိုမုန်းသွားရင်ငါတော့ဒုက္ခပဲဆိုတာမျိုးပါအဲ့ဒီလို importance တွေမြင့်တက်လာတဲ့အခါ excess potential ပိုရှန်စွမ်းအင်တွေဖြစ်ပေါ်လာပြီးလောကကြီးရဲ့ equilibrium forces မျှခြေအင်အားစုတွေကအဲ့ဒီစွမ်းအင်ကိုပြန်ညှိဖို့ကြိုးစားပါတယ်ရလဒ်ကတော့တင်ဖြစ်ချင်တာနဲ့ဆန့်ကျင်ဘက်တွေဖြစ်လာတာပါပဲဥပမာအရန်လိုချင်တဲ့အရာကိုလက်လွတ်သွားရတာမျိုး importance အရေးကြီးမှုကိုရှော့ချနေ3ဆင့် importance ကိုရှော့ချဖို့ဆိုတာဂရုမစိုက်တာမဟုတ်ပါဘူးပေါ့ပသဘောထားတာဖြစ်ပါတယ်နံပါတ်1အရန်စီမံကိန်းထားရှိပါ the safety net ဒါမှမဟုတ်ရင်မဖြစ်ဘူးဆိုတဲ့စိတ်ကဖိအားကိုဖြစ်စေပါတယ်ဒါကြောင့်ဒီအလုပ်မရရင်လည်းနောက်ထပ်အခွင့်အလမ်းတွေရှိသေးတာပဲဒါမှမဟုတ်ဒီပစ္စည်းပြတ်သွားရင်လည်းပြင်လို့ရတာပဲဆိုပြီးအရန်လမ်းကြောင်း alternative တစ်ခုကိုကြိုတွေးထားလိုက်ပါဒါဆိုရင် importance ကအလိုကျသွားပါလိမ့်မယ်နံပါတ်2ဟာတာအမြင်နဲ့ကြည့်ပါ humor အခြေအနေတစ်ခုကအရန်တင်းမာနေပြီဆိုရင်အဲ့ဒီအခြေအနေကိုဟာတာတစ်ခုလိုပြောင်းတွေးကြည့်ပါဥပမာတင့်ကိုစူမဲ့တထေးကိုလူရှင်တော်ဝတ်စုံဝတ်ထားတယ်လို့စိတ်ထဲကပုံဖော်လိုက်တာမျိုးပါစိတ်ထဲမှာရဲကျင်လာပြီဆိုတာနဲ့ importance ပျောက်သွားပါပြီတစ်ဖက်လူနဲ့ဆက်ဆံရေးမှာအဆင်ပြေခြင်းရင်ငါ့ကိုသူကဘယ်လိုမြင်မလဲဆိုတဲ့ကိုအရေးပေးမှုကိုလျှော့ပြီးသူဘာလိုချင်နေတာလဲဆိုတာကိုပဲအာရုံစိုက်လိုက်ပါကိုယ့်ရဲ့အကောင်ငါကိုခဏဖယ်ထားလိုက်တာဟာအရေးကြီးမှုကိုလျှော့ချတဲ့အစွမ်းထက်ဆုံးနည်းလမ်းတစ်ခုပါလက်တွေ့ကျင့်သုံးရမည့် slide နည်းလမ်း reality transurfing မှာ target slide လို့ခေါ်တဲ့ပုံဖော်ခြင်းနည်းလမ်းရှိပါတယ် slide ဆိုတာရုပ်ရှင်ပြဇာတ်ထဲကဖလင်ပြတစ်ချက်လိုပါပဲတင်ဖြစ်ခြင်းတဲ့ဘဝပုံစံကိုစိတ်ထဲမှာ video ကားလေးတကားလိုကြည့်နေပေးပါ
တင်ကအောင်မြင်နေတဲ့ပုံရိပ်ကိုအပြင်ကနေကြည့်နေတာမျိုးမဟုတ်ပဲအဲ့ဒီပုံရိပ်ထဲမှာကိုယ်တိုင်ရောက်နေပြီးကိုယ်လက်နဲ့ပစ္စည်းတွေကိုကင်တွယ်နေတာပတ်ဝန်းကျင်အတန်တွေကိုကြားနေရတာမျိုးအထိအသေးစိတ်ခံစားကြည့်ပါ slide ကိုကြည့်တဲ့အခါငါဒါကိုရအောင်ယူမဲဆိုတဲ့ inner intention နဲ့မကြည့်ပါနဲ့ငါဒါကိုရွေးချယ်ပြီးဒါငါစီရောက်လာတော့မယ်ဆိုတဲ့ outer intention ခိုင်မာတဲ့ယုံကြည်မှုနဲ့ပဲကြည့်ပါ reality transurfing ကိုကျင့်သုံးတဲ့သူဟာ pendulum တွေရဲ့ဆွဲဆောင်မှုကိုမတုံ့ပြန်ပဲရှောင်တိန်တယ်ဘယ်အရာကိုမှအရန်ရေးကြီးတယ်လို့သတ်မှတ်ပြီးစွမ်းရည်တွေမဖြုံဘူးမိမိဖြစ်ချင်တဲ့ပန်းတိုင်ကို slide အဖြစ်အေးအေးဆေးဆေးပုံဖော်ပြီးလက်တွေ့အလုပ်ကိုပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်တယ်